ဟယ်လိုရှေးလူကြီးတွေအိမ်အသစ်ဆောက်တဲ့အခါပညာရှင်နဲ့ပစ္စည်းကောင်းတွေပဲမကြည့်ဘူးဒီနေရာကိုခွင့်တောင်းဂါထာရွတ်ဖို့လည်းအရေးကြီးတယ်အစကောင်းနေရာချမ်းသာဘေးကင်းဖို့အတွက်လုံနီးဒါလေးပါပဲငှပြောသည်အုံသည်ထုတ်ရေတန်းပန်းမျိုးစုံအလုတ်ဆမဲ့နေရာမှာထားစိတ်တည်ငြိမ်အောင်ထားနတ်တဘာဝကိုခွင့်တောင်းအကြီးကြီးမလို့စိတ်ထားတန့်ရင်ပြီးတယ်ဂါထာမစမီအတူလိုက်ရွတ်ထိုပြောပါတကယ်တော့ဂါထာကဒီလိုလေးပါကဲအတူတူလိုက်ရွတ်ကြည့်ရအောင်ပြီးရင်အဓိပ္ပာယ်လေးပြောပြမယ်ဂါထာ၃ချိန်ဖြည်းဖြည်းချင်းရွတ်ပါနမောတတဘဂဝတ္တောအရဟတ္တောသမ္မာသမ္ဗုဒ္ဓတ္တဣတံမေဌာနံဒုက္ခံဟောတုတဗ္ဗအန္တရာယဝိနတန္တုအဓိပ္ပာယ်ဒါကယတနာ၃ပါးကိုရှ िख ိုးတာပါဒီနေရာဟာချမ်းသာစွာနေရာဖြစ်ပါစေအနှောက်အယှက်ဘေးအန္တရာယ်အလုံးပျောက်ပါစေဘလို့သုံးမလဲအသုံးချနည်းဒီဂါထာလေးကအိမ်ဆောက်တာတင်မကမိသားစုကိစ္စအစပြုမှုအရေးကြီးတာတွေမစခင်တနေ့တစ်ချိန်ရွတ်ပြီးယုံနဲ့အဆင်ပြေပါတယ်အဆုံးသတ်ပြောရင်ဏိဂုံးကျုပ်ဒီအကြောင်းကကောင်းမဲ့ထင်ရင် Lucky Channel ကိုစရင်သွင်းပေးပါဘဟုတုတကောင်းတွေစစ်မျှဝေနိုင်အောင်ဝေမျှပေးပါတင်းရဲ့စခါတိုင်းချောမွေပြီးအောင်မြင်ပါစေ